ကဲထောက်ဆန်တဲ့ယောက်ျားလေးတွေကြော်ယောက်ျားလေးလည်းဖောက်ခင်ဖြူခွင့်ရှိပါတယ်ဟုတ်တယ်မလားဖောက်ခင် skin care သုံးလို့ရတယ်ရှင်တို့ဖောက်ခင်လေးခဲဖို့အတွက်ဆက်စီဘုံကထုတ်ပေးထားတဲ့ scrub toner နဲ့ serum အဲ့လိုဆိုတာအဲ့ဒါအပြင်ချောက်ကိုဖြူရှင်တဲ့နေရာနဲ့သုံးလို့ရပါတယ် scrub ရဲ့အနေထားကိုကြည့်အောင်ဒီလိုပန်းပွင့်လေးတွေပါတယ်ဒီကပန်းပွင့်လေးကနှမျောလို့မသုံးဖြစ်ဘူး cause scrub ပဲသုံးဖြစ်တယ်ပေါ့နော်နာနာကြဲကြဲမဟုတ်ဘဲနဲ့ပြပြနစ်နစ်နဲ့ smooth ဖြစ်နေတစ်ပတ်နှစ်ပတ်လောက်ဆွဲသုံးပြီးပြီဆိုလို့ရှိရင်အဲ့နေရာဖွပွကြီးကြီးလေးဖြစ်လာတယ် cause တခြားသုံးဖြစ်တဲ့နေရာဖောက်ခင်ဖြစ်နေရဆိုတခြားတော့မပြတော့ဘူးသူ့အကြိုက်ဆုံးလို့လည်းပြောလို့ရတယ်သူက body whitening toner လို့ရေးထားရတာတခြား gold giant 2တောင်အစုံသုံးလို့ရတယ်ဒီကအမှရှိနေတဲ့ကြီးလေးတွေ cotton pad လေးနဲ့သုံးမိတဲ့သဘောပဲပေါ့နော်လက်စစ်ချေစစ်လေးဒီမှာ cost သုံးပြတယ်အကုန်လုံးကတော့အမရွတ်မဲဆက်အသားရောင်မညီရတဲ့အတွက်သုံးလို့ရတယ်ဒီကတော်လေးသုံးဝင်နေတယ်ပါတယ်ကြီးကြောင့်မဲနေရတယ်ဆိုတော့မရှိတော့ဒီ set ရဲ့နောက်ဆုံး set လိုက်ကတော့ serum ပေါ့နော်အဲ့လိုရေချိုးပြီးပြီဆိုလို့ရှိရင်ကိုဖြူချင်တဲ့နေရာတွေရှိလို့ရှိရင်အရင်လိမ့်လိုက်တဲ့အဲ့ဒါလေး fucking တွက်ဆိုလို့ရှိရင်တစ်ဖက်ကိုဒီလောက်စီလိုတယ်ပေါ့နော်ပြီးရင်ကုတ်ကလေးတွေခြေချောင်းလက်ချောင်းတွေလည်းလိမ့်ဖြစ်တယ်တော်လိမ့်ဖြစ်တာထက်ရှာကစီစီကမဖြစ်တော့လိမ့်မိလို့ရှိရင်ဘယ်လိုမှမခံစားရအောင်လိမ့်မိချောက်သွားတယ်ပေါ့နော်ကဲ fucking skin care လေးကိုမိတ်ဆက်ပေးပြီးဆိုတော့ကျေးဇူးပါ